ကဲ SAT ဖြေမဲ့ကျောင်းသားတွေအတွက်တော့သတင်းကောင်းပဲသတင်းကောင်းတစ်ခုရှိတယ် Google Gemini မှာအခုဒါ SAT practice test တွေကိုအခမဲ့လေ့ကျင့်လို့ရနေပြီတဲ့နော်။ဘာနဲ့ပူးပေါင်းလိုက်တာလဲဆိုတော့ဒီတို့ Princeton ပညာရေးဝန်ဆောင်မှုပေးတဲ့ဒီ Princeton review နဲ့တရားဝင်ပူးပေါင်းထားတယ်လို့ပြောတော့ဗောနော်။အဲ့တော့ဖွင့်ကြည့်အောင်ဘယ်လိုလုပ်ရလဲဘယ်ကနေစလုပ်ရလဲလွယ်လွယ်ပဲ Gemini ဖွင့်ပြီးလို့ရှိရင် I want to take a practice SAT test ဆိုပြီးရိုက်လိုက်ရုံပဲ။ဒါဆိုရပြီ။ဒါဆိုရင် Gemini SAT စာမွေးပုံစံဒီမေခွန်းတွေကိုအစုံအလင်ဒါထုတ်ပေးလာမယ်။ဒါရေသွေးမြင့်မေခွန်းတွေကိုတော့ပတ်စံမပေးရပဲเนาะ free လေ့ကျင့်နိုင်မှာ။အမိုက်ဆုံးကတော့ဒါဖြည့်ပြီးတာနဲ့အဖြည့်ချက်ချင်းတိုက်လို့ရတယ်။ဘာလို့မှားလဲဘာလို့မှန်လဲဆိုတာဒီပါဒါ Gemini ကဆရာတယောက်လိုအသေးသေးရှင်းပြပေးဦးမှာပေါ့။ဒီမှာဆိုလို့ရှိရင်အခုဒီ I want to take a practice SAT test လို့ရိုက်လိုက်တာ ਨੇ ဒီလိုပေါ်လာတယ်ဒါလုံးဝ full length အင်္ဂလိပ်ကိုသင်ချောင်းနှစ်ခုလုံးပါတာနော် about the reading and writing module တော့1 2ရှိတာ哦နော်29ပုံစီဒီ math ဆိုလို့ရှိရင်လည်းဒီမှာ module 1 2 22ပုံ44ပုံပေါ့မိနစ်80နော်အဲ့တော့ SAT အတွက်ဒါအကောင်းဆုံးနဲ့အလွယ်ဆုံးပြင်ဆင်ခြင်းနဲ့ဆိုတော့ဒါအခုမဲ့ Gemini မှာသွားပြီးတော့လေ့ကျင့်လိုက်အောင်ပဲ